အားလုံးပဲမင်္ဂလာပါဒါဒီနေ့မှာတော့ Chelsea နဲ့ Carabao တို့ရဲ့ပွဲစဉ်အတွက် preview လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဒါ Chelsea အနေနဲ့ Carabao ရဲ့အိမ်ကွင်းမှာတွားပြီးတော့ကစားရမယ်တွားမှာလည်း Azerbaijan နိုင်ငံအထိဆိုတော့ဒါဘာပဲပြောခီးအကွာဝေးများတယ်ပြီးတော့ကစားသမားတွေလည်းပွဲပန်းနိုင်ဖြစ်နိုင်တယ်ဆိုတော့အရှိမကစားခဲ့တဲ့ Spa တို့ဒါ Wolves တို့နဲ့ပွဲစဉ်တွေမှာဒါအလွန်ကျွံသုံးထားရဲ့အတွက်ဒီ Pedroneto ဆိုလည်းကြွက်သားတန်ရာရတာကြောင့်ဒီနေ့ပွဲမှာပါဝင်နိုင်မှာမဟုတ်ဘူးအဆိုးရဲ့အကောင်းအနေနဲ့ဒါသူ့နေရာမှာ Asiba ပွဲထွက်ခွင့်ရမယ်ဒါလူစင်းမှာတော့သူတို့ပုံမှန်အတိုင်းပဲဒီလိုလွဲတဲ့ပွဲတွေနည်းနည်းချောင်းတဲ့ပွဲတွေမှာကစားပုံတိုင်းပဲပွဲထွက်လာနိုင်တယ်ဒါအပြင် Liam Delap လည်းဒါအထောင်တိုက်စစ်နေရာမှာပါလာနိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့တခုအနေနဲ့တတိထားမှာဒါ Enzo Maresca အနေနဲ့ဒီ Carabao ကိုဒီရာသီမှာ short တွက်လို့မရဘူးလို့တော့ထင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ Champions League မှာသူ3ပွဲကစားထားတယ်3ပွဲမှာပထမပွဲမှာဒါ Benfica ကိုဝေးကွင်းမှာ 2-3 နဲ့နိုင်တယ်ဒုတိယပွဲအနေနဲ့သူတို့ Copenhagen ကိုအနိုင်ရရှိထားတယ်ဒါနောက်ဆုံးပွဲမှာတော့ဒါ Biba ကိုတကူဥဆောင်ကိုသွင်းပြီးတော့မှဒါ3ခုပြန်ပေးလိုက်ရပြီး 1-3 ဆိုတဲ့ရလဒ်နဲ့ရှုံးသွားတယ်ဆိုတော့ဘာပဲပြောသူနိုင်ထားတဲ့အသင်းတွေဆိုတာလည်းအချင်းနေမဟုတ်ဘူးဆိုတော့ဒီလိုကြက်တဲ့ပွဲတွေမှာတော့မှသူ့အနေနဲ့6မှတ်လောက်ထိရထားတယ် Chelsea နဲ့ဆိုအမှတ်တူတူပဲဂိုးကွာထားကြကြောင့်ဒါ2ဆင့်လောက်ပဲကွာတယ်ဆိုတော့တတိထားပြီးကစားရမယ်လို့ထင်တယ် Enzo Maresca အနေနဲ့ဒီ6တဲ့ပွဲမှာ3တဲ့လူစင်းကြီးကိုပွဲထွက်လာပြီးတော့မှမနိုင်မနေဖြစ်ပြီးတော့ဒါ line up ကစားသမားတွေထည့်ပြီးကစားရင်ဒါကစားသမားအကုန်လုံးပွဲပန်းနိုင်ကြီးရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောရရင်ပွဲစားတွေကတတိကြီးထားပြီးတော့ဒါလိုအပ်တဲ့ကစားသမားတွေအကုန်ထည့်ပြီးကစားတင်တယ်လို့ထင်တယ်မဟုတ်ရင်ဟိုမြောက်ဒီမြောက်ဖြစ်မှာလေဆိုတယ်ဆိုတော့ထိတဲ့တွေးဆုံမှုကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်2019ခုနှစ်တုန်းကဒါ Champions League မှာအုပ်စုတွဲမှာတွေးဆုံမှုတယ်အဲ့ဒီအုပ်စုမှာတော့ဒါ Atletico Madrid ရဲ့ Roma ရဲ့ Chelsea ရဲ့ဒီ Carabao ရဲ့ပေါ့ Carabao အနေနဲ့တော့ဒါအုပ်စုအောက်ဆုံးအဆင့်နဲ့ဒါထွက်သွားရတယ်အဲ့ဒီတော့ကတော့ဒီ Carabao ဆိုတာဘာမှမဟုတ်သေးဘူးပြီးတော့ Chelsea မှာလည်း Hazard တို့ Willian တို့အရင်ကောင်းတဲ့အချိန်ဆိုတော့ဒါပထမတွေးဆုံမှုမှာ6-0ပြီးတော့ဒုတိယတွေးဆုံမှုမှာ4-0ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်သွားတယ်ကျွန်တော်တေချာပြောနိုင်တာတော့အခုချိန်မှာဒီ Carabao ကအဲ့လောက်ထိတော့လွယ်ကူမှာမဟုတ်ဘူးဒါအိမ်ဝင်းမှာရုံးမှုမျိုးလဲပြထားတဲ့အသင်းမျိုးဆိုပေမဲ့ Chelsea တာတေချာ queue ဆိုင်ပြီးတော့ကစားသွားမယ်ဆိုရင်ဒီနေ့ပွဲမှာ2-0 3-0ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ညီကိုတို့ရောဘယ်လိုထင်လဲဒါဂိုးခံမှန်းရလဒ်လေးတွေကို comment မှာရေးပေးသွားပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်